အမြဲတမ်းနားလည်ပေးနိုင်သူတွေမှလည်းဒီမခံနိုင်တော့တဲ့နေ့တွေရှိလာပါလိမ့်မယ်တချို့အရာတွေကဆုံးရှုံးပြီးပြန်မရတတ်ဘူးစိတ်နာပါသူဟာလည်းအသေးသူလိုပဲဘလောက်ကောပြန်မလာတော့ဘူးကိုယ်စိတ်အတက်ကြကိုရှည်တဲ့နေမီတန်ဖိုးရှိတဲ့လူတွေအဖို့တဲ့ဆက်ဆက်ရေးတွေကိုမဆုံးရှုံးပါစေနဲ့ကိုယ်စီကအလေးထားမှုကိုလိုချင်နေတဲ့သူကိုယ့်ကိုအရေးတကြီးဂယူးဆိုင်နေသူကိုယ့်ရဲ့ချက်ကိုတောင်းတနေသူကိုယ်နဲ့စကားတွေအများကြီးပြောချင်နေတဲ့သူကိုယ်မကောင်းတာတခုအပြင်မှာစိုးရိမ်နေတဲ့သူကိုယ့်ကိုပြောစေချင်တဲ့သူလူတိုင်းမှာအဲ့လိုလူတယောက်ရှိပါတယ်သူကသစိပြည့်ဖြစ်မယ်ရှင်မျိုးသားချင်းမိသားစုလည်းဖြစ်မယ်တယောက်ပေါ့စိတ်ကိုကြည်ထားပြီးနှလုံးသားကိုဖွင့်ကြည့်တဲ့အခါမြင်ရလိမ့်မယ်အဲ့လိုလူတယောက်ကိုယ့်ဘဝမှာဘာလို့ပျောက်ဆုံးနေတယ်ဆိုရင်ကိုယ်ကကိုယ်နဲ့လည်းလက်မမီတဲ့နေရာကိုမျောနေနေတာမျိုးမကောင်းတဲ့ toxic relationship တွေကနေရှုံးမထွက်နိုင်တာမျိုးအခြားအရာကိုဦးစားပေးပြီးချစ်ချင်းမြတ်တာကိုလေးလူရှုပြီးတာမျိုးအဲ့ဒီလိုအခြေအနေကြောင့်မတွေ့နိုင်တာလည်းဖြစ်တတ်ပါလေဘဝကတော်တော်လေးပါကိုယ့်အတွက်တည်တတ်မဟုတ်တဲ့အရာတွေကိုမမျှော်လင့်ပါနဲ့ကိုယ်မရှိလည်းဖြစ်တဲ့လူတွေနားမှာကတ်တွယ်ပြီးဈေးကြမခံပါနဲ့လူကိုတရားပြရတဲ့ခါစားချက်ကဆိုးပါလေကိုယ့်ကိုအတိအမှတ်မပြုတဲ့သူလေးစားမှုမရှိတဲ့သူကိုယ်တမှုကိုလေးမထားတဲ့သူတွေနားအချင်းမပြုံးပါနဲ့ကိုယ့်ကိုတကယ်လိုအပ်သူတွေချစ်သူခင်သူတွေနားမှာနေပြီးရီမောပျော်ရွှင်ပါစေအောင်မြင်တဲ့ဘဝပြည့်စုံချမ်းသာတဲ့ဘဝတစ်ခုတည်းစိတ်ကျဉ်တတ်မှုရှိတဲ့ဘဝကပို့ပြီးတော့မှအတိတ်ပဲရှိတာကိုလက်ခံပါ